cell တွေကကိုတက်တည်တဲ့ဖြစ်စဉ်ရှိပါတယ်လားရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ apoptosis လို့ခေါ်ပါတယ် apoptosis ဆိုတာခုနပြောတဲ့အတိုင်းပဲ cell တွေကိုတက်တည်တဲ့ဖြစ်စဉ်လို့ပြောလို့ရတယ်ဒါကြောင့်လဲ cellular suicide လို့လည်းသုံးပါတယ်ဒါပေမဲ့လိုအပ်လို့ဖြစ်ပေါ်လာတဲ့ဖြစ်စဉ်မို့လို့အချို့လဲ program cell death လို့ခေါ်ပါတယ်ဒီတော့ apoptosis ဆိုတဲ့ cell တွေကိုတက်တည်တဲ့ဖြစ်စဉ်ဘာလို့လုပ်ရတယ်လဲဆိုတော့ပထမချက်ကတက်ရှိတွေဖွံ့ဖြိုးမှုလုပ်တဲ့လုပ်ခါမှာမလိုအပ်တဲ့ cell တွေကိုဖယ်ပစ်ဖို့ဥပမာကျွန်တော်တို့ဒီလက်ချောင်းတစ်ချောင်းချင်းစီရှိနေနိုင်တာရှိနေရတာကအရင်တတိသားဘဝတုန်းကဆိုရင်လက်ချောင်းထဲမှာဒီကြားထဲမှာအသားလေးတွေရှိနေမှာအဲ့ဒီလိုမျိုးကနေပြီးတော့မှဒီလိုတစ်ချောင်းချင်းစီဖြစ်နေတာ apoptosis ဆိုတဲ့ဖြစ်စဉ်နဲ့ကြားထဲမှာရှိတဲ့ cell တွေကိုတက်ပစ်လိုက်တာပေါ့နော်ဖယ်ပစ်လိုက်တာဖားဆိုရင်လည်းဖားလောင်းဘဝကနေဖားဘဝပြောင်းတဲ့အခါမှာအမီးတွေဖယ်ပစ်ရတာဟုတ်အဲ့ဆိုအဲ့အမီးကိုဖယ်ပစ်တဲ့ဖြစ်စဉ်နဲ့ apoptosis ဆိုတဲ့ဖြစ်စဉ်နဲ့ဖြစ်ရတာပါနောက်တစ်ချက်ကကြတော့ကျွန်တော်ဆဲထဲမှာရှိတဲ့မျိုးဗီဇပစ္စည်းတွေအကြောင်းတစ်ခုအကြောင်းမာယွန်းသွားတယ်ဆိုရင်ဒီမာယွန်းနဲ့မျိုးဗီဇပစ္စည်းပါတဲ့ cell နောက်ထပ်မပွားမိအောင် apoptosis ဆိုတဲ့ဖြစ်စဉ်နဲ့ဒီ cell မာယွန်းနေတဲ့ဒီ cell ကိုဖယ်ပြရပါတယ်ဒီလိုဒါမဖြစ်ဘူးဆိုရင်မာယွန်းနေတဲ့ cell တွေပွားပြီးတော့မှ cancer cell တွေဖြစ်သွားနိုင်ပါတယ်ပြီးတော့ cancer ကာကွယ်တဲ့နေရာမှာလည်း apoptosis အရေးကြီးပါတယ်နောက်တစ်ချက်ကကြတော့ကိုယ်ခံအားစနစ်တွေကိုမှန်ကန်နေအောင်ထိမ့်သိမ်းပြီးတဲ့ဖြစ်စဉ်နဲ့ apoptosis မှာသုံးဝင်ပါတယ်။မှာကျွန်တော်တို့ကိုယ်ခံအား cell တွေထွက်လာတဲ့အခါမှာ B cell နဲ့ D cell ထွက်လာတဲ့အခါမှာ S cell တွေကပြင်ပဝင်လာတဲ့ပစ္စည်းကိုတိုက်ထုတ်ဖို့တာဝန်ရှိပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့ဒီခန္ဓာကိုယ်ရဲ့လုပ်ငန်းမှုမမှန်တဲ့ကိုယ်ခံအား cell တွေပါတယ်။အဲ့လို cell တွေကိုအလွတ်မပေးဘဲနဲ့ apoptosis ပဲဖြစ်စဉ်နဲ့ဖယ်ပြရပါတယ်။ဒီလိုဒါမဖယ်ပြဘူးဆိုရင် autoimmune condition လို့ခေါ်တဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြန်တိုက်ထုတ်တဲ့ကိုယ်ခံအားဆိုင်ရာယောဂလိုမျိုးဖြစ်လာနိုင်ပါတယ်ပြီးတော့ apoptosis ကအလွန်ကျွံဖြစ်သွားရင် cell တွေအလွန်ကျွံဖြစ်စည်းတယ်လို့ဖြစ်ပြီးတော့မှမှတ်ဉာဏ်ပျက်စီးတဲ့ယောဂလိုမျိုးဖြစ်တဲ့ Alzheimer ယောဂပေါ့နော် Alzheimer disease လို့ခေါ်တဲ့ဒီမှတ်ဉာဏ်ပျက်စီးယောဂလိုဖြစ်နိုင်ပါတယ်ဒီလို biological term တွေကိုသိချင်တယ်ဆိုရင်တော့ comment မှာမိထားလို့ရပါတယ်ဆက်ပြီးလေ့လာချင်တော့ကျွန်တော်ရဲ့ channel ကို like and follow လုပ်ထားပေးပါခင်ဗျာ bye bye